ဒီတစ်ခေါက်ပုံမြင်လေးကတော့ဓာတ်လေကားတွေကအဖော်ကျွန်တော်အလောက်ကပြန်လာတော့ည7:00နာရီခွဲပြီတိုက်ခန်းက12ထပ်မှာဆိုတော့ဓာတ်လေကားကိုပဲစောင့်နေလိုက်တယ်ဓာတ်လေကားပွင့်သွားတော့တောင်းမှာခေါင်းငုံရက်နေတဲ့မိန်းကလေးတယောက်ကျွန်တော်လည်းဘာမှမစင်ထားပဲဝင်လိုက်တယ်ဓာတ်လေကားတကားပိတ်သွားတဲ့အချိန်မှာအေးစိတ်နဲ့အေးတဲ့တစ်ခုကကြောတဲ့အထိစိတ်ဝင်လာတယ်ထူးဆန်းတာကအဲ့ဒီမိန်းကလေးစီကနေပုတ်စော်နန်နန်တကုန်းခုရနေတာတယ်ကျွန်တော်မျက်လုံးတောင်းကနေခိုးကြည့်လိုက်တော့သူကအဝတ်အစားတွေစုပ်ပြက်နေပြီးလက်ချောင်းလေးတွေကဖြူဖြောနေတာကိုသတိထားမိတယ်ကျွန်တော်ကြောက်နဲ့ပဲနယံကမှန်တဲ့ကိုကြည့်လိုက်မိတဲ့အချိန်မှာကျွန်တော်ငှက်လုံးခုန်တန်းတွေရက်မတတ်ဖြစ်သွားခဲ့တယ်မှန်တဲ့မှာကျွန်တော်တယောက်တည်းရက်နေတာဗျာချွေးစည်းတွေပြန်ပြီးဓာတ်လီကားတခါအမြန်ပွင့်ဖို့ပဲဆူတောင်းနေတော့ဘေးနာကနေတိုးတိုးလေးကပ်ပြိုးလိုက်တဲ့အတန်းကြောင့်ကျွန်တော်သွေးပြတ်သွားခဲ့ရတယ်မင်းကငါ့ကိုမြင်နေရတာလားကျွန်တော်လှည့်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီမိန်းကလေးရဲ့မျက်နှာတွေအရေပြားတွေကွာကျနေပြီးမျက်လုံးမရှိတဲ့မျက်သွင်းအဟောင်းသားနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတာ